မြန်မာနိုင်ငံကလူတွေမဝယ်နိုင်တဲ့ကိုပိုင်ချက်လေရင်ကြီးကိုမွေးနေ့မှာလက်ဆောင်ရခဲ့တဲ့စမိုင်းတထေးမကြီးစမိုင်းဟာသူမရဲ့အသက်39နှစ်ပြည့်မွေးနေ့ပွဲမှာခင်ပွန်းတဲ့ကိုပြည့်မောင်စီကနေဒီလိုမျိုးတန်ဖိုးကြီးကိုပိုင် private jet လေရင်ကြီးကိုလက်ဆောင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာဒီလိုတန်ဖိုးကြီး jet လေရင်တွေပိုင်ဆိုင်တာဟာကမ္ဘာကျော်နာမည်ကြီးအမှုပညာရှင်တွေကမ္ဘာကျော်နာမည်ကြီးဘောလုံးသမားတွေပဲရှိတာဖြစ်ပါတယ်။အခုခါမှာတော့အမေရိကန်နိုင်ငံကတထေးမကြီးစမိုင်းဟာမြန်မာနိုင်ငံမှာဘယ်သူမှမဝယ်နိုင်တဲ့ကိုပိုင် jet လေရင်ကြီးကိုလက်ဆောင်ရခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကချမ်းသာပါတယ်ဆိုတဲ့ခရိုနီတထေးကြီးတွေတောင်ခုလိုကိုပိုင်ချက်လေရင်တွေဝယ်နိုင်တာမတွေ့ရပါဘူး။ဒါပေမဲ့လည်းအမေရိကန်နိုင်ငံမှာနေထိုင်တဲ့တထေးမကြီးစမိုင်းကတော့မွေးနေ့မှာတင်ဒေါ်လာတန်းရာချီတန်တဲ့ကိုပိုင်လေရင်ကြီးကိုလက်ဆောင်ရခဲ့တာပဲဖြစ်ပါတယ်။စမိုင်းဟာအမေရိကန်နိုင်ငံလော့အိန်ဂျလီမြို့ကဇိမ်ခံအိမ်ကြီးမှာစိန်ရွှေရတနာကြောက်တံပဒံများတွေဇိမ်ခံကားများစွာနဲ့တထေးမက်ကြီးဘဝကိုဖျက်ဆီးနေတာပဲဖြစ်ပါတယ်။ဒီလိုမျိုးချမ်းသာကြွယ်ဝနေတဲ့စမိုင်းဟာသူမရဲ့မွေးနေ့ပွဲကိုလည်းနှစ်စဉ်နှစ်တိုင်းခမ်းနားကြီးကျယ်ထူးခြားဆန်းပြားစွာကျင်းပလေးရှိတာပဲဖြစ်ပါတယ်။